အားလုံးပဲမင်္ဂလာပါကျမနီနာပါဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကမျှဝေခြင်းရဲ့တစိတ်တစ်ပိုင်းပဲပေါ့နော်ရှုပ်ထွေးသွားလိမ့်မယ်ဘာလို့လဲဆိုတော့ကျမကတော့လူငယ်ပိုင်းလူလက်ပိုင်းအရွယ်လောက်ရောက်လာတယ်လို့ပြောရမယ်ပေါ့နော်အဲ့လိုဆိုတော့လူကြီးတွေကိုလည်းမြည်တယ်လူကြီးတွေရဲ့သဘောထားကိုလည်းအနည်းငယ်နားလည်ပေးနိုင်တယ်ပေါ့နော်ကလေးတွေရဲ့စိတ်ကလေးတွေကိုလည်းနားလည်ပေးနိုင်တဲ့အထက်ပြန်ပါလာတယ်ပေါ့နော်ပြောချင်တာလူလက်ပိုင်းရောက်တယ်ဆိုတော့လမ်းစုံတစ်ခုမှာခွာပြီးရက်နေရတယ်လို့ပဲပေါ့နော်တခြားကိုပြောချင်တာမဟုတ်ဘူးဒီမှာဆိုရင်လည်းကျမစိုက်ပျိုးရေးနည်းပညာတွေမျှဝေနေရရှိရဲကျမစိတ်ခွန်အားရခဲ့လို့ကျမပြန်လည်းမျှဝေတာမျိုးတွေလည်းရှိရဲပေါ့နော်ဒါကတော့တစ်ပိုင်းထားပါဒီမှာဆိုရင်လူကြီးတွေပညာရှင်တွေဖြစ်နေတဲ့သူတွေပေါ့နော်အဘက်ဘက်ကပညာရှင်ပြောတာပါစိုက်ပျိုးရေးတစ်ခုတည်းမဟုတ်ဘူးအဘက်ဘက်ကပညာရှင်တွေမျှဝေနေတဲ့ဟာတွေကိုကျမလေ့လာသင်ယူတယ်ကျမကိုယ်တိုင်ကောင်းနေဆိုရင်လည်းကျမလက်တွေ့ကျင့်သုံးတယ်မကောင်းနိုင်ဆိုရင်လည်းအတက်နိုင်ဆုံးပယ်နိုင်အောင်ကြိုးစားတယ်ပေါ့နော်ကျမကလူကောင်းတယောက်မဟုတ်ဘူးကောင်းဖို့ကြိုးစားနေတဲ့လူတယောက်သာဖြစ်ပါတယ်နောက်ပြီးတော့ပေါ့နော်အခုကကလေးလေးတွေပေါ့နော်လူငယ်လေးတွေပေါ့တော်တော်ငယ်သေးတဲ့အသက်10ကျော်သက်ကလေးလေးတွေနဲ့အရန်ထူးချွန်ထက်မြက်နေတာတွေတွေ့ရတယ်ပေါ့နော်သူတို့ဆိုရင်လည်းသူတို့သင်ယူလေ့လာထားတဲ့အကြောင်းအရာတွေကိုလက်တွေ့တွေရောစာတွေ့တွေရောပြန်ပြီးတော့ပေါင်းဆက်ပြီးတော့တင်ပြနေရတယ်တွေ့ရတယ်ပေါ့နော်ဘာပေါင်းဆိုတာလဲကောင်းလို့ရရမျှဝေခြင်းဟာကျမကတော့လူတိုင်းကောင်းတယ်အသက်အရွယ်အပိုင်းခြားမရွေးကောင်းတယ်လို့ပြောချင်တာအဖွဲ့အစည်းမရွေးလည်းကောင်းတယ်ပေါ့နော်ပြောချင်တာကလေလူကြီးတွေရဲ့စိတ်မှာပေါ့နော်လူကြီးတွေကိုတိုက်ခိုက်တာတော့မဟုတ်ဘူးဒါပေမဲ့လူကြီးတွေစိတ်မှာအထင်မှားနေတာတခုရှိကြတယ်ပေါ့နော်နောက်ပြီးရင်ကိုပေါ့နော်ပညာမှန်တက်သွားတဲ့လူတွေရဲ့စိတ်မှာပေါ့နော်အရန်ကြီးကိုမောက်မာသွားတာတွေ့ရတဲ့တခုပေါ့နော်ဒါလူတိုင်းမဆိုလို့ချင်းဘူးတချို့မှလို့ပြောပါတယ်အဲ့လူတွေမှာဘာဖြစ်လဲဆိုကလေးတွေဆိုထင်မကြီးဘူးပေါ့နော်ကလေးတွေလောက်တာဘာမဟုတ်လို့တော့ तू ကဘာတက်သေးလို့လဲဘာ experience ရှိသေးလို့လဲဆိုတာမျိုးတွေတွေ့ရတယ်ပေါ့ဒါမဟုတ်ပါဘူးကျမအတွင်းနဲ့ပဲပြောတာပါကျမခံစားရတာမျိုးတော့မဟုတ်ဘူးကျမကအဲ့ဒီဟာတွေကိုအများကြီးကြော်ဖြတ်ခဲ့ပြီးပြီပေါ့နော်အဲ့ဒီအတွက်နည်းနည်းလေးတော့စိတ်ကတက်တာရတယ်ပေါ့နော်ဒါပေမဲ့တချို့ကလေးတွေမှာစိတ်တက်ကြသွားတာလေးတွေ့ရလို့ကျမပြန်ပြောတာပေါ့နော်ဆိုတော့ကကျမတို့ကကွေးတော့လက်မဆန့်မီဆန့်တော့လက်မကွေးမီဆိုတာလဲကြားဖူးမှာပေါ့နော်ဒါကတော့ဘာသာအယူဆကိုပြောတာမဟုတ်ဘူးဆိုတော့ကျမတို့ဘယ်ချိန်တည်သွားမှန်းမသိဘူးကျမတို့သင်ထားတဲ့ပညာတွေကိုကျမတို့လောက်ထားတဲ့လက်တွေ့လောက်ဆောင်ထားတဲ့ကောင်းလို့ရတွေကိုပေါ့ပြန်မမျှဝေဘူးဆိုရင်ကျမတို့တည်သွားတဲ့ချိန်မှာဘာလုပ်လို့ရမှာလဲပေါ့နော်အဲ့ဟာကိုပေါ့လိုက်ပြိုင်နေရဆိုရင်ကျမတို့တိုးတက်ဖို့ကနောက်မနေရတယ်ပေါ့နော်ဘယ်နဲ့ပဲမဆိုပေါ့နော်အဲ့ဒီဟာလေးကိုကျမတွေ့ရလို့ပေါ့နော်ပြန်လည်မျှဝေခြင်းတက်ပါပဲဒါပေမဲ့လူဆိုတာကချီးမွမ်း9ရက်ကဲ့ရက်9ရက်ဆိုတာကျမတို့နားလည်ထားတယ်ဆိုရင်ဘေးရပဲကြုံတွေ့လာတော့ကျမတို့ရင်ဆိုင်နိုင်မှာဖြစ်တယ်အဲ့ဒီဟာလေးကိုပဲပြန်လည်မျှဝေခြင်းဖြစ်ပါတယ်